ဒီနေ့မှာတော့ကမ္ဘာသမိုင်းတစ်လျှောက်အလွန်ထူးချွန်တဲ့ဉာဏ်ရည်ရှိခဲ့သူတစ်ယောက်အကြောင်းကိုပြောပြသွားမှာပါသူကတော့ William James Sidis ဖြစ်ပါတယ်လူအများကသူ့ကိုကမ္ဘာဉာဏ်အကောင်းဆုံးလူတစ်ယောက်ဖြစ်သတ်မှတ်ကြပြီးသူ၏အိုင်ကျူကို250မှ300အထိရှိနိုင်တယ်လို့ခန့်မှန်းထားကြပါတယ်William James Sidis ကို1898ခုနှစ်ဧပြီလ1ရက်နေ့မှာအမေရိကန်နိုင်ငံနယူးယောက်မြို့မှာမွေးဖွားခဲ့ပါတယ်သူ့အဖေ Boris Sidis ကစိတ်ပညာရှင်တစ်ယောက်ဖြစ်ပြီးမိခင် Sarah Sidis ကဆရာဝန်တစ်ယောက်ဖြစ်ပါတယ်မိဘနှစ်ဦးလုံးကပညာရေးကိုအလွန်အလေးထားပြီးသူ့ကိုကလေးဘဝကတည်းကပညာရေးပိုင်းမှာအထူးလေ့ကျင့်ပေးခဲ့ပါတယ် Sidis ဟာတာမန်ကလေးတွေထက်မတူညီတဲ့ဉာဏ်ရည်ရှိခဲ့ပါတယ်သူဟာအသက်18လလောက်မှာသတင်းစာတွေကိုဖတ်နိုင်ခဲ့တယ်လို့ဆိုကြပါတယ်အသက်8နှစ်အရွယ်မှာတော့ဘာသာစကား8မျိုးကျော်ကိုပြောဆိုရေးသားနိုင်ခဲ့ပါတယ်လက်တင်ဂရိပြင်သစ်ဂျာမန်ရုရှားဟီဘရူးစတဲ့ဘာသာတွေကိုသိရှိခဲ့တယ်လို့ Vanderbilt ဆိုတဲ့ကိုယ်ပိုင်ဘာသာစကားတစ်ခုကိုလည်းဖန်တီးခဲ့ပါတယ်သူ့ရဲ့ထူးချွန်မှုကြောင့် William James Sidis ဟာအသက်17နှစ်သာရှိသေးချိန်မှာ Harvard University ကိုတက်ရောက်ခွင့်ရခဲ့ပါတယ်ဒါဟာထိုအချိန်ကတက္ကသိုလ်တက်တဲ့အငယ်ဆုံးကျောင်းသားတွေထဲကတစ်ယောက်ဖြစ်ပါတယ်Harvard University မှာသူဟာသင်္ချာပညာရှင်များရှေ့မှ Four-dimensional space ဆိုတဲ့လေးဖက်မြင်အာကာသအကြောင်းကိုဟောပြောခဲ့ပြီးလူအများကိုအံ့အားသင့်စေခဲ့ပါတယ်။ Sidis ဟာစာရေးခြင်းကိုလည်းစိတ်ဝင်စားခဲ့ပါတယ်။သူဟာအမည်မဖော်ဘဲစာအုပ်များကိုရေးသားခဲ့ပြီးသမိုင်းတည်ယူပို့ဆောင်ရေးစနစ်များနှင့်အခြားအကြောင်းအရာများကိုလေ့လာခဲ့ပါတယ်။နောက်ဆုံးမှာ William James Sidis ဟာ1944ခုနှစ်ဇူလိုင်လ18ရက်နေ့မှာအသက်46နှစ်အရွယ်တွင်ကွယ်လွန်ခဲ့ပါတယ်။သူ့ရဲ့ဘဝဟာဉာဏ်ရည်မြင့်မားခြင်းတစ်ခုတည်းသာအောင်မြင်မှုကိုအာမခံမပေးနိုင်ကြောင်းကိုပြသထားပါတယ်။ဒါပေမဲ့သူဟာသမိုင်းထဲမှာအလွန်ထူးချွန်တဲ့ဉာဏ်ရည်ရှိသူတစ်ယောက်ဖြစ်အမြဲတမ်းမှတ်တမ်းတင်ထားမဲ့လူတစ်ယောက်ဖြစ်နေမှာပါ။ကျွန်တော်ရဲ့ဗီဒီယိုဖိုင်ကိုကြည့်ရှုပေးပါသောမိတ်ဆွေများကိုကျေးဇူးအထူးတင်ပါတယ်။နောက်လည်းဗဟုသုတဖွယ်ရာအကြောင်းအရာများကိုတင်ဆက်ပေးနေမှာမို့ ATT page ကို like လုပ်ထားပေးပါခင်ဗျာကျေးဇူးတင်ပါတယ်နော်။